ဘာယောဂမှမရှိပါဘူးထမင်းကောင်းကောင်းစားနိုင်တယ်မို့လား ဟင်းကောင်းရင်စားနိုင်ပါတယ်ဆရာ မိထုံးလိုက်ဒီမှာအပင်ဆိုင်ဖို့ပဲကြံသေးတယ်အပွင့်ပွင့်နေ ယောက်ျားတော့ဘဝမှာလေအမေနဲ့မိန်းမပဲဟာပုံမြတ်တယ်ထင်တယ် အမေဘောငါမိမရဲ့ nice အော်အဲ့တော့မိန်းမဖြစ်တဲ့ကျမကမမြတ်ဘူးပေါ့ ကိုသားပျော်ရွှင်ဖို့အတွက်မိခင်တယောက်ကလေသူ့သားကိုကောင်မလေးတယောက်နဲ့ပေးစားနိုင်တယ်မင်းတို့မိမတွေကရောကိုယောက်ျားပျော်ရွှင်ဖို့အတွက်တခြားမိမတယောက်နဲ့ပေးစားနိုင်လို့လား အယောဒီမှာ အောင်လေးကချောတယ်နော် ကျေးဇူးပါအမ ဖုန်းခေါ်လို့ရလား ဟုတ်ရပါတယ် ဖုန်းပါလို့မကင်တာလဲ ဖုန်းခေါ်လို့ရတယ်ပဲပြောတာကြိုင်မယ်မပြောဘူး အယောဒီမှာ ဘယ်နှလုံးနဲ့လဲရင်ဖုန်းကဘယ်နှလုံးရမှာလဲမလဲဘူးလို့ဘယ်နှခါပြောရမလဲနင်တို့ရဲ့ဂွေးကြီးတွေကိုငါဘယ်နေရာသွားတော့ရမှန်းလဲမသိဘူးနော်ပကြံနဲ့ရောင်းတာပကြံနော် အရင်တော့ကတော့ရွာတွေကိုဂျပန်တွေဝင်လို့ကွီးနေတူနိုင်တော့တိုက်ထုတ်ပေးတယ်အခုတော့ရွာတွေကလူတွေကဂျပန်သွားလို့ကို ခင်ဗျာအဲ့ဒါလည်းလုံးလုံးအကျူးသွားပြီလားကျုပ်ကအဲ့အနဲ့ပတ်သက်လုံးဝတန်းကြီးမခံဘူးတော့ခင်ဗျာဒါနောက်ဆုံးဖြစ်ပါစေ ဥမာစော်ရှိလားတဲ့ဟဲ့လူကသာခလေးအဖေနော်စော်3-4ရက်ကတော့အตาလေးပဲโอเคမမေဟာလေဒီမှာတစ်တော့ရိုက်နေလား မိုးရွာရာရလိုက်ပေးပါဒီဝအမုန်းရှိရဲ့ တော့ဖြစ်ပြီခင်ဗျားတော့လှုပ်ချလိုက်ပြန်ပြီဗျာ နင်တို့တွေတခြားသချင်းမရှိတော့ဘူးလား ဘာလို့လဲဗျာ အရောက်လာလဲမိုးရွာလာရက်လိုက်စမ်းပါကွာဒီမို့သူ့ဘာသာရွာလာကိုရက်ခိုက်နေမှာလေဒီနေ့ငါတို့ရမိုးခေါင်ပြီးရောဟဲ့ကောင်းတော့ရဲ့ မိုးရွာရာရလိုက်ပေးပါဒီဝအမုန်းရှိရဲ့ အလကားပြောတာဟဲ့ကောင်ရွာ